မင်္ဂလာပါရှင်ဒါလေးကပထမအဆုံး114ပါရှင်ဘောင်းမီကနောက်ကမျောကျိုးလေးနဲ့ပါအင်ကြီးရ800ကျဲသီးလေးတက်ပြီးဝေးရတာပါရှင်ကြီးလိုက်တာနဲ့စမတ်ဖြစ်တဲ့ဝေးရတာပေါ်ပါတယ်ကြီးလိုက်တာနဲ့1ဆက်ပင်မဲ့ကွဲထွက်ပြီးလှနေရနော်ကာလာလေးလည်းရှိပါတယ်ရှင်အပေးပါအောင်ဒုတိယအင်ဂျီလေးကိုဆက်ပြီးမိတ်ဆက်ပေးပါမယ်ဒါကတော့ office style လေးဖြစ်ပြီးတော့လေဘင်းကိုဒီလိုလေးပတ်ပြီးဝေးရတာပါရှင်အောက်ကစကတ်နဲ့ပဲဝို့အခုလိုဘောင်းမီလေးနဲ့ပဲဝို့အင်ကြီးလေးကိုထည့်ပြီးဝတ်လဲရပါတယ်ရှင်ဒီအင်ကြီးလေးကလည်းကာလာလေးရှိရယ်နော်တတိယတစ်ထည်ကိုထိုင်းပြပါမယ်ရှင်ဟိုးအရင်လာပြီးတော့ဒီလိုလေးပေါ့နော်ညပိုင်းပါတီတွေသွားရင်ဝတ်မလားကမ်းခြေသွားရင်ဝတ်မလားအရင်လှတော့ပဲနော်လေဘင်းလေးကိုစွတ်ပြီးတော့ဝတ်မလားဒီလိုလေးချပြီးတော့ပဲဝတ်မလားဘလိုလေးပဲဝတ်လှတော့နော်စုကတော့အရင်ကြိုက်နေပါပြီဒီအင်ကြီးလေးကိုဒါလေးလဲကလာလေးတွေရှိပါတယ်ရှင်ဟုတ်နောက်ဆုံးတစ်ထည်လေးကိုထွိုင်းကြည့်ပါမယ်နော်နောက်ဆုံးအင်ကြီးလေးကဘလိုရှိလဲဆိုတာလေးကြည့်ပေးပါအောင်ရှင်နောက်ဆုံးအင်ကြီးလေးကိုကြည့်ပေးပါအောင်နော်သူကဒီလိုလေးပါရှင်အိုးအရန်မိုက်တာနော်ကြည့်လိုက်တာနဲ့ elegant look ဖြစ်ပြီးတော့ကိုဝုံမုံရွှေလိုဘာလိုတောင်ဖြစ်သွားတဲ့အင်ကြီးလေးပါရှင်သူကဒီလိုမျိုးနှစ်ထပ်လေးပါတာပေါ့နော်အပေါ်တက်ကလည်းပပလေးနဲ့လုံးဝ elegant look လေးကိုကြိုက်လိုက်ရင်တော့အခုပဲမှားလိုက်ပါတော့ရှင်ဗီဒီယိုအစားဆုံးကြည့်ပြီးတဲ့သူတွေအကုန်လုံးကိုကျေးဇူးပါနော်အော်ရာတင်ရင်တော့စုစုရုံအော်ရာလာတင်လို့ရပါတယ်ရှင်အားပေးပါအောင်ရှင်အားလုံးကိုကျေးဇူးပါတက်တာနော်အကုန်လုံး